ကျွန်တော်ဒီနေ့ဘာပြောချင်တာလဲဆိုတော့ကျွန်တော်ညီငယ်လေးပေါ့နော်ကျွန်တော်လမ်းလမ်းမိကြတယ်မိတိုင်မင်းပြန်ပြန်ကောက်တာကိစ္စလေးပေါ့ဘယ်လိုစစ်ရမလဲမိတိုင်မင်းပြန်ကောက်ထားတဲ့ဘိန်းလေးကိုပြီးတော့ကိုယ့်အကူဒီအကြောင်းမျိုးကြောင့်ပေါ့နော် CDI လိုအပ်ချက်ရှိလို့မိတိုင်မင်းပြန်ဖမ်းမယ်အဲ့လိုအခန်းဒီမှာဟောဘယ်လိုတွေလက်ဆောင်အောင်မလဲဆိုတော့မှတ်သားရမယ်ကိုယ့်ရဲ့လေးလာမှုပေါ့နော်အဲ့ဒါကိုကျွန်တော်သိတဲ့လောက်လေးရှင်းပြပြီးပါပေါ့နော်ဆိုလိုချင်တာဒီမှာဆိုရင်ဒါ TDC အမှတ်နော်မာကင်မြင်ရမှာထင်ပါတယ်နော်ဒီမှာနော် DT ရဲ့အရှိလေးမှာမာကင်မလိုက်ပါတယ်ဒီကောင်ကတရုတ်အော်တိုဖြစ်တဲ့အတွက်ဒီကောင်နဲ့ချိန်မှာပေါ့နော်အဲ့တော့ဒီအမှတ်လေးကိုကျွန်တော်ဒီမှာချိန်ထားလိုက်မယ်အဲ့ဒါ T အမှတ်ပေါ့ T အမှတ်ဖြစ်တဲ့အချိန်မှာကျွန်တော်ကဘာလုပ်ရမလဲဆိုတော့ဒီအညက်ရှေ့လေပေါ့နော်ဒီမှာပြန်မြားပါတယ်မြားဒီလိုပြထားတယ်ပေါ့အဲ့တော့ကျွန်တော်က TDC ကိုတင်လိုက်တယ် TDC ဆိုတာက Top Dead Center နော်ပစ္စင်ဟုတ်ထိတ်ဆုံးကိုရောက်နေတဲ့အချိန်ပေါ့တည်ထားမယ်ပြီးလို့ရှိရင်ဒီမှာကကျွန်တော်တို့ကပါစာရဲ့ကျွန်တော်တို့အလက်ဆန်ဒါကဒီနေရာမှာရှိတယ်ပေါ့ TDC ဆိုတော့နော်ဒါကပါစာရဲ့ကျွန်တော်တို့အလဲ point ပေါ့နော်အလဲ point အဲ့တော့အဲ့ချိန်မှာဒီကောင်ကပါစာကိုဖြတ်ဖို့ကဖြတ်ပြီးနေပြီဘလောက်အကွာဝေးကိုတွားရမလဲဆိုတော့ကျွန်တော်တို့ကအဲ့ဒါကိုပြန်ချိန်ပြမယ်အဲ့တော့ကျွန်တော်တို့ကဒီမှာနောက်တစ်ဆင့်ပြန်ဆင်းတီးပြီးတော့ဒီမှာ F fire F ဆိုတာက fire မီးပေါက်ဆင်ဖြစ်မဲ့အမှတ်ပေါ့နော်ဆင်းမယ်F ရှိကဟုတ်ပြီ okay ဒါဆိုရင်ကျွန်တော်တို့ကနော်ဒါ F ရှိအမှတ်ပေါ့မီးပေါက်မဲ့အမှတ်အဲ့တော့အဲ့ချိန်မှာကျွန်တော်တို့ကဘာပြောချင်လဲဆိုတော့ဒါ F အမှတ်ဒါကိုကိုင်းမဲ့ဆိုင်ကယ်ရဲ့တန်လိုက်တုံးမှာပါမှာပဲလေတန်လိုက်တုံးမှာအမှတ်တွေကပါပြီးသားအဲ့တော့ဟုတ်ပြီ F အမှတ်ဖြစ်တဲ့ချိန်မှာဒီမှာနော်ဒီ point ရဲ့ဒီ point ဒီဒါကျွန်တော်တို့တန်လိုက်တုံးဖြတ်ဖို့ရဲ့ဒီဘက်အစုံပေါ့နော်ဒါဒီမှာကြည့်ဒီမှာပြမယ်နော်အစုံ okay နော်အဲ့ကောင်က F အမှတ်ဖြစ်တဲ့ချိန်မှာဖြတ်ဖို့ဟုတ်မမြင်လားမသိဘူးနော်ဖြတ်ဖို့ပိုင်လေးနဲ့ထိခဲ့ပြီဗျတွေ့လားမြင်လားမသိဘူးနော်ဟိုမှာဒီကလေးကျတဲ့မှာဖြတ်ဖို့လေးနဲ့ဒီပါစာဖင်လေးတွေကကွက်တီဗျဒါဒီလိုလဲမှာဟုတ်အင်းကြီးက F အမှတ်ပြောက်တဲ့အချိန်မှာကျွန်တော်တို့ကဒီနေရာမှာရှိနေတယ်တီဖြစ်တဲ့အချိန်မှာကျွန်တော်တို့ကဒါလောက်မှာကွာသွားတယ်ဒီမှာနော်မြင်ရနော်ဒီနေရာလေးမှာဒါက TDC ဖြစ်တဲ့အချိန်ပစ္စင်ထိပ်တဲ့အချိန်မှာဒီပါစာရဲ့ဖြတ်ဖို့ကိုကျွန်တော်တို့ကဒီကောင်ကကြော်ပြီးသွားပြီဒီကပေါ့မီးတိုင်မင်းရဲ့အခြေခံအကြောင်းတရားက TDC piston TDC ဖြစ်တဲ့အချိန်မှာဖြတ်ဖို့ပါစာကိုဖြတ်ဖို့ကကြော်ပြီးသားဖြစ်ရမယ်ဆိုတော့ဒီနေထားโอเคအဲ့ဒါ F အမှတ်ရောက်တဲ့အချိန်မှာဘယ်လိုဖြစ်မလဲဆိုတော့ဒီဖြတ်ဖို့လေးက F အမှတ် fire မီးပေါက်စင်ဖြစ်တဲ့အချိန်မှာဒီကောင်ကဒလိုနေတယ်ဗျနော်ဟိုအမှတ်ကိုကျွန်တော်မပြတော့ဘူးနော် F ကျွန်တော်တို့ F အမှတ်ဟိုပါပေါ့အဖုံးကနေချိန်လိုက်ပြီဆိုကျွန်တော်တို့သိရမယ်အသိဒီဒါလိုလေးဖြစ်နေရမယ်ဆိုကျွန်တော်တို့သိထားရမယ်အကြမ်းမြင်မဟုတ်ဘူးเนาะဟိုပေါ့သိရမယ်အကြောင်းတရားပေါ့ဒီလိုဖြစ်မယ်ဟုတ်ပြီအဲ့တော့ဒီဖြတ်မှုအရှိအတူကဘာလို့ကျွန်တော်ခွဲမလဲဆိုကျွန်တော် client ရဲ့ stock ရှိမယ်အဲ့တော့ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကဘလို့ထပ်ခွဲရမလဲဆိုတော့ဒီကောင်ကတော့မီ F အမှတ်တဲ့အချိန်မှာဒီလိုအဲ့ပါစာဘူးနဲ့ဖြတ်မှုနဲ့တန်းဖြစ်နေရမယ်โอเคเนาะဟုတ်ပြီအဲ့ဆိုရင်ဒီဖြတ်ဖို့ရဲ့အတူအရှိကျွန်တော်ကဘလို့ပြန်ကြည့်မလဲဆိုတော့โอเคရတယ်အဲ့ဒီအချိန်မှာကျွန်တော်ပြမယ်နော်ကျွန်တော်ပြမယ်ဆိုတော့โอเคအမှလှည့်လိုက်မယ်နော်လှည့်လိုက်ပြီဆိုတော့ကျွန်တော်တို့ဒီမှာကြည့်ကျွန်တော်တို့ကဒါဖြတ်ဖို့ရဲ့အရှိပေါ့နော်โอเคဟုတ်ပြီနော်ဒါဖြတ်ဖို့ရဲ့အရှိပေါ့မြင်ရမယ်တင်နော်โอเคအဲ့ဒါကိုအတိုင်းတယ် PDF အမှတ်ကဒီဟာပေါ့
ကျွန်တော်တို့ရှေ့ရဟာကိုတိုင်းလိုက်ကြောက်တဲ့ဆိုတော့ပြေးရတာအဆင်ပြေဘူးโอเคနော်ဒါက F အမှတ်မှာရှေ့မှာအမှတ်တစ်ခုပါတယ်ပေါ့နော်ဟုတ်ပြီနော်ဒါ F အမှတ်ကရှေ့ကအမှတ်အကွာဝေးပေါ့နော်အဲ့ဒါဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကအဲ့ခဏအမှတ်မှတ်ထားလိုက်ကျွန်တော်ဒီအောင်ပြန်ယူမယ်အဲ့တော့တမှတ်ပါရနော်အဲ့ဒါ F အမှတ်ဟုတ်ပြီအဲ့တော့နောက်တစ်ခုကဒီမှာနော်ဒီမှာလေးမှတ်ပေးထားရမှာအဲ့တော့ဒီ shape ပြန်မှန်ပူကောင်းမှာပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော် F အမှတ်ကို fire အမှတ်ကိုပြန်တင်မယ်โอเคဟုတ်လားကျွန်တော်ခုနပြခဲ့တဲ့ F အမှတ်ဖြစ်တဲ့အချိန်မှာကျွန်တော်တို့ကပါစာဘူးနဲ့တန်းနေတဲ့နေရာဟုတ်တယ်နော်အဲ့တန်းနေတဲ့ဒါအခုနေထားကကျွန်တော်တို့ကဖြတ်ဘူးနဲ့အောက်ကပါစာရဲ့အလယ်နဲ့အောက်ကဒီဖြတ်ဘူးနဲ့ကအခုကျွန်တော်ခုနမှတ်ခဲ့တဲ့အမှတ်ကကွက်တီဗျအလယ်တက်တယ်မှာအဲ့တော့ပြောချင်တာကအဲ့ F တန်လိုက်တုံးကိုကျွန်တော်တို့ဆန်ခဲ့ရတန်လိုက်တုံး F နေရာမှာထားပြီးတော့ကျွန်တော်တို့ဒီအလယ်တက်တဲ့ကိုအမှတ်တမှတ်မှတ်မယ်ပေါ့နော်မှတ်ပြီးပြီဆိုတာနဲ့ဒီဖြတ်ဘူးရဲ့အကွာအဝေးကဘယ်လောက်ရှိရမလဲဆိုတော့အဲ့ရဲ့အကွာအဝေးသိချင်ရင်ကျွန်တော်တို့ကခုနကဒီ F အမှတ်ရှေ့မှာရှိတယ်အမှတ်နော်အဲ့အမှတ်ကအကွာအဝေးနဲ့ဒီခုနကကျွန်တော်မှတ်ခဲ့တဲ့အမှတ်အကွာအဝေးကိုထောက်ကြည့်လိုက်ဟုတ်နော်ဒီမှာအမှတ်တူပဲဗျဒီနေရာသည်ဒီအမှတ်နဲ့နေရာသည်ကျွန်တော်တို့ဟိုပါပေါ့ fire F အမှတ်ကိုကျွန်တော်တို့တန်လိုက်တုံးက marking ရဲ့အပေါက်ကကြည့်နေရမှာ F အမှတ်မြင်နေရတဲ့အချိန်မှာမြင်ရမယ့်အနေထားဘယ်လိုဖြစ်မလဲဆိုတော့ကျွန်တော်တို့ကဒီဘုဒီမြင်းလေးရဲ့အကွာအဝေးသည်ဒါကျွန်တော်တို့ကပါစာနဲ့ဒီအားလေးကတဲ့ဖိနေအချိန်ကြီးဗျနော်ဒါတော့ကလေးပဲဘယ်လောက်ရှိလဲဆိုတော့အဲ့ပါစာဘူးရဲ့အလဲတိုင်းကြည့်လိုက်ပေါ့ဗျာဘယ်လောက်ရှိမလဲဆိုတော့ဘာပေါ့သူ3စိတ်ကြော်လေးနော်ဒီကောင်က3စိတ်ကြော်ရှိရမှာဒါအကြမ်းမြင့်ပေါ့ဟုတ်ပြီနော်အဲ့ဒါကကျွန်တော် FM ဖြစ်တဲ့ချိန်မှာဒီမှာထားမယ်နေရနော်အမအဲ့အမကဖြစ်တဲ့ချိန်မှာဒီဖြတ်ဘူးနဲ့ပါစာဘူးနဲ့ပါစာနဲ့ရဲ့ထိတဲ့နေရာလေးက F အမှတ်ဖြစ်တဲ့ချိန်မှာ3စိတ်ကြော်လေးပဲရှိတယ်ပေါ့နော်ဒီကောင်လေးကအဲ့ဒါလေးပဲရှိတယ်သူမီးပေါက်မဲ့နေရာကအဲ့ဒါမှကျွန်တော်မီးတိုင်မင်းစောချင်းနောက်ကြချင်းမီးတိုင်မင်းဟိုပေါ့စောဝဲနောက်ကြဆိုတာဒီအမှတ်မှာစကားပြောတယ်ဗျကျွန်တော်တို့ကိုကဘယ်လို CDI မျိုးစားသုံးပါလဲဘယ်ဘိန်းမျိုးကိုကျွန်တော်ကအခြေခံမှဆိုတော့ကဒီအမှတ် F အမှတ်နဲ့ဒီရှေ့ကသင်္ကေတအကွာဝေးသည်ဒီကျွန်တော်ခုနပြခဲ့တဲ့ F ဖြစ်တဲ့ချိန်မှာထိရဲ့နေရာစင်တာရဲ့ရှေ့မှာကြံခဲ့တဲ့အကွာဝေးသည်ဒီအကွာဝေးဗျမြင်မထင်နော်ဒီအကွာဝေးသည်ခုနကျွန်တော်ဒီကတိုင်းပြတယ်ဒီအမှတ်လေးအဲ့အမှတ်လေးရဲ့ရှေ့ကိုယူခြင်းဖြစ်တယ်အဲ့ဒါဆိုကျွန်တော်တို့ကဟုတ်ပြီ TDC ပြန်ချိန်မယ်
ဒါ TDC မှာဆိုရင်ဒီမှာကြော်ပါတယ်ဘယ်လောက်ကြော်ပါလဲအဲ့ပါစာဘူးရဲ့အလဲကိုကျွန်တော်တို့ကဒီမှာတက်မှတ်တယ်ဒီကောင်ကိုကျွန်တော်တို့ကဒီဖြတ်ဘူးရဲ့အစုံမှတ်လိုက်တယ်အဲ့ဒီအမှတ်ကိုကျွန်တော်တို့ကဘာလို့ပြန်လုပ်မလဲဆိုတော့တစ်ချက်ပြန်တိုင်းကြည့်လိုက်โอเคနော်အဲ့တော့လိုရမလဲဆိုတော့မတွေ့လားF အမှတ်ဖြစ်တဲ့ချိန်မှာထိနေပြီထိတဲ့အရှိကိုဘယ်လောက်ပါစာဘူးကဒီဖြတ်ဘူးထပ်ရှိရမယ်ဆိုတာဒီအမှတ်ကိုကျွန်တော်ကြည့်တယ်ဟုတ်ပြီဒီပါစာဘူးရဲ့အစုံအမှတ်နဲ့ဒီအမှတ်တွေကဘာနောက်တစ်မှတ်ကဘာသွားပြီးတော့ဒီအဝါဝေးကပြောချင်တာလဲဆိုတော့ TDC ဖြစ်တဲ့အချိန်မှာဖြတ်ဘူးကပါစာနဲ့ဘယ်လောက်ကြော်နေလဲဆိုတာကဒီအကွာဝေးဗျနော်အဲ့ဒါတွေကိုကျွန်တော်ကဒီအလုပ်လုပ်ပုံတစ်ခုချင်းသိထားမယ်ဆိုရင်ကျွန်တော်တို့မိတိုင်မကောက်တဲ့နေရာမှာခက်ခဲကြီးတော့မရှိဘူးဗျပြောချင်တာအဲ့တော့ဒီအမှတ်ဖြစ်တဲ့နေရာမှာဒီ TDC အမှတ်ကိုကျွန်တော်ကထားတဲ့နေရာမှာဒီပါစာဘူးနဲ့ဖြတ်ဘူးနဲ့ကဒီအကွာဝေးလောက်နော်ကြော်နေတယ်ကွာဝေးလေးလာပါကျွန်တော်ဒါကကျွန်တော်ပေါ့ဆိုင်ကယ်လေးကိုဆရာသမားတို့ညီငယ်တို့ပေါ့နော်ဒီလိုလေးတွေကျွန်တော်သင်္ကေတလေးကိုသေးသေးကြီးတတ်မယ်ဆိုရင်မိတိုင်မင်းပြန်ကောက်တဲ့နေရာမှာကိုယ့်ရဲ့ညံနဲ့ထိုးထွင်းပြီးတော့ပြန်ကောက်တတ်ပါလိမ့်မယ်ကျွန်တော်ကမိတိုင်မင်းကောက်နည်းကိုသင်ပေးတာမဟုတ်ပါဘူးဘလို့ကြီးရတယ်ဆိုတာကိုသင်ပေးရဖြစ်ပါတယ်ကိုသဘောတရားကိုနားလည်မှဒါလောက်တတ်မှာဖြစ်ပါတယ်ဒီပညာကအဲ့တော့ဒီအမှတ်ဒီ TDC ဖြစ်တဲ့အချိန်မှာပါစာနဲ့ဖြတ်ဘူးနဲ့အကွာဝေးဘယ်လောက်ကွာပါလဲဟုတ်ပြီဒါဒီ F ဖြစ်တဲ့အချိန်မှာပါစာဘူးရဲ့အကွာဝေးเนาะဒါလေးကိုသိရင်ရပါပြီအားလုံးသိမိကြပါစေ